မြေလေးတို့အစဦးမှာဖျားသခင်ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတယ် ဘိုးဘိုးကဘာကြီးကဘလောက်ကြာပြီလဲ 2 ဘီလီယံချီပေမဲ့လူသားကိုတော့လွန်ခဲ့တဲ့နှစ် 6000 ကမှဖန်ဆင်းတာပါ ဖန်ဆင်းရှင်ဆိုတာဘာလဲဟင် အရာအလုံးကိုဖန်ဆင်းတဲ့အရှင်ဖျားသခင်ပေါ့တစ်ချိန်မှာတော့ကဘာမြေဟာရေတွေလွှမ်းပြီးမှောင်မိုက်သွားခဲ့တယ် အဲ့ဒီခါဘာလုပ်လဲဘိုးဘိုး လူသားတွေကိုဖျားကသူနဲ့ပုံစံတူအောင်ဖန်ဆင်းခဲ့တာပေါ့ ရက်ဘလောက်ကြာအောင်ပြင်ဆင်လဲဟင် တို့တွေအတွက်6 ရက်တိုင်တိုင်ပြင်ဆင်ခဲ့တာမြေရဲ့ ပထမနေ့မှာအလင်းရှိစေလို့မိန့်ပြီးအလင်းနဲ့အမှောင်ကိုခွဲခြားလိုက်တယ်ဒုတိယနေ့မှာတော့သမုဒ္ဒရာနဲ့မိုးတိမ်တွေကိုခွဲခြားပြီးဖန်ဆင်းတယ်တတိယနေ့မှာကုန်းမြေပေါ်လာပြီးသစ်ပင်တွေပေါက်လာတယ် အရန်လာမှာပဲနော်ဘိုးဘိုး စတုတ္ထနေ့မှာနေလကျယ်တွေကိုဖန်ဆင်းခဲ့တယ် ကျယ်လေးတွေကလှမှာပဲ ပင်းစမနေ့မှာရေထဲကတတ္တဝါတွေနဲ့ကောင်းကင်ကငှက်တွေကိုဖန်ဆင်းတယ်ဆဋ္ဌမနေ့မှာမြေပေါ်ကတရိษံအားလုံးဖြစ်လာတယ် သမီးကတော့တရိတ်ဆန်လေးတွေကိုတိတ်ချစ်တာ အဲ့ဒီနေ့မှာပဲဖျားသခင်ကပထမဆုံးလူသားအာဒံကိုဖန်ဆင်းခဲ့တယ် တကယ်အံ့ဩစရာပဲနော် ပြီးတော့အာဒံရဲ့နံရိုးကနေအေဝကိုဖန်ဆင်းပေးခဲ့တာ အော်အဲ့ဒါကြောင့်အဖော်ရသွားတာပေါ့ ဖျားသခင်ကကောင်းပေးပြီးအုပ်ဆိုးကြလောလို့မိန့်မာခဲ့တယ်ဖန်ဆင်းသမျှကိုကြည်ပြီးအလွန်ကောင်းမြတ်တယ်လို့မိန့်တော်မူတယ် တကယ်လှပါတယ်ဘိုးဘိုး တတ္တမနေ့မှာတော့အနားယူပြီးအဲ့ဒီနေ့ကိုတန့်ရှင်းစေခဲ့တယ် ဒါကြောင့်ဥပုံနေတွေရှိလာတာပေါ့နော် တရိษံအားလုံးကိုအာဒံစီခေါ်လာပြီးအာဒံကပဲနာမည်ပေးစေခဲ့တယ်ငှက်လေးတွေကနေစင်ကြီးတွေအထိအကုန်နာမည်ပေးခဲ့တာ စင်ကြီးကိုဘာလို့ပေးလဲဟင် ကျမ်းစာထဲမှာမပါဘူးမြေရဲ့အာဒံကသူ့ဇနီးကိုအေဝလို့ခေါ်တယ်လူသားအားလုံးရဲ့အမိလို့ပေါ့ တို့အားလုံးကသားမြေးတွေပေါ့ ဖန်ဆင်းခြင်းတွေကအံ့ဖွယ်ဖြစ်တယ်လို့တို့တွေကိုလည်းသူ့ရဲ့သားသမီးတွေဖြစ်စေခြင်းတာ ဘိုးဘိုးအစအဦးဆိုတာဘာလဲ အရာအားလုံးစတင်တဲ့အချိန်နဲ့နေရာကိုပြောတာပေါ့ ဖန်ဆင်းရှင်ဆိုတာဖျားသခင်ပဲလား မှန်တယ်အရာခတ်သိမ်းကိုဖန်ဆင်းတဲ့အရှင်ပေါ့ ကဘာမြေကိုဖန်ဆင်းဖို့ဘလောက်ကြာလဲ 6 ရက်ကြာပြီတတ္တမနေ့မှာတော့အနားယူတယ်မြေ လူသားကိုဘယ်နေ့မှဖန်ဆင်းတာလဲ စဋ္ဌမနေ့မှာတရိษံတွေနဲ့အတူဖန်ဆင်းခဲ့တာ ဖန်ဆင်းခဲ့တဲ့အရာတချို့ပြောပြပါဦး ကောင်းကင်မြေကြီးနေလကျဲ တဘာဝတရားတွေကဘာတွေပါသေးလဲ သားရဲတရိษံတွေကငှက်တွေတစ်ပင်တွေအထိအစုံပဲ တတ္တမနေ့မှာဘာလုပ်ခဲ့လဲဟင် အနားယူပြီးအဲ့ဒီနေ့ကိုကောင်းကြီးပေးခဲ့တယ်လေ ပထမဆုံးလူနှစ်ယောက်ရဲ့နာမည်ကဘာတူလဲ အာဒံနဲ့အေဝပေါ့ကွာ နာမည်လေးတွေကလှသားပဲ ဒါပါပဲမြေတို့ရဲ့တို့တွေအားလုံးဟာဖျားသခင်ရဲ့မိသားစုဝင်တွေပါပဲ ကျေးဇူးတင်ပါတယ်ဘိုးဘိုး